Hello guys, အားလုံးမင်္ဂလာပါကျွန်တော်ဒီမှာဒီနေ့မှာကတော့ကျွန်တော် one block ဆော့မှာဖြစ်ပါတယ်ဆိုတော့ one block ဆော့မယ်ဆိုတော့ကျွန်တော်ဒီ one block ကိုကျွန်တော်တက်နိုင်တဲ့လောက်မသေးအောင်ဆော့ပါမယ်မသေးအောင်ဆော့ရင်ကတော့တက်နိုင်တဲ့လောက်ဆော့ကျွန်တော်စက်ကင်တော့မချေရနေလေကျွန်တော်စက်ကင်ကဟိုစတီးစကင်ဖြစ်တယ်ထိုင်ပါဖြစ်နော်အဲ့တော့အခုတော့ညနေရောက်ရေပေါ့နော်ဘာလို့ဆိုကျွန်တော်ဟိုပါလေတော့အစောပိုင်းရလေဆော့ထားလေးရောဗျာသိရမလားအစောပိုင်းရလေဆော့ထားပြီးတော့ညဘက်ရောက်နေအဲ့ကြောင့်ဆိုတော့ကျွန်တော်ဒီမှာပေါ့နော် basically level normal one block ဖြစ်အောင်လုပ်ရမယ်။နောက်တစ်ခုထပ်နေအောင်မလုပ်ကြည့်ကျွန်တော်မ reset ဘူး one block level reset okay အဲကျွန်တော်ဒီမှာ one block ဆွဲရမလားကျွန်တော်ဒီဘက်ပေါ့နော်ဒီမှာ one block plus sky island ဆွဲအောင်လုပ်ကြည့်ကျွန်တော်အခုတော့ one block ပဲဆော့ပြီဗျာအဲ sky island တွေပါကျွန်တော်ဆော့သေးကြလို့ရှိရင်ဒီကျွန်တော် comment မှာ Leo ဆော့ပါဆိုပြီးတော့comment မှာလေးရပါအဲ့ Leo ဆော့ပြီပေါ့နော်ဆိုတော့reset မြောက်ရရမတင်အောင်ဆော့emotional damage ဒီမှာ reset ကဘာလို့မရအောင် reset ပြလေလေဟော one block level reset ပြသွားပြီခုမှ reset ခုမှ reset တယ်ဒီ reset မ reset ဘူးလား problem လားကျတေးရများနေ跳你မင်းတို့ကမဟုတ်တော့ဘူးကွာမင်းတို့ကမဟုတ်တော့ဘူးကွာမအဲ့ဒါဒီဟူဒီကျပြရမယ်အဲ့ဒါဒီဘူးဆိုတာဗျာအမားနဲ့တော့ဘယ်ကြည့်မလဲပေါ့နော်โอเคပါမိုးလင်းတာဆောင်းရမယ်မိုးလင်းကကြမှာကျွန်တော်ပြတ်တွေ့ကြပါမယ်ဆိုတော့ဒီမှာပေါ့လားကျွန်တော်နေတော့ပြန်ထွက်နေပြီဆိုတော့ကျွန်တော်နေတာ reset တာဘာလို့မရလဲတစ်ချက်ကျွန်တော်သိရတူလာပြောပြကြပါကျွန်တော် reset ခဏလေးကျွန်တော်နေလုံးလုံးထွက်တယ်ဆောင်းခဏလေးဖုန်းလာကျွန်တော်ဖုန်းသွားကြရမှာနော်ခဏလေး so I'm back ဟိုဘာလဲကျွန်တော်ခဏဖုန်းလာလို့ဖုန်းသွားကြတယ်ပေါ့နော်ဆိုတော့ခုဒီမှာနေရောထွက်နေကျွန်တော်သွားလိုက်တော့မယ်နော်ဟိုဘာလဲကျွန်တော်အဲ reset တွေနေဒီတင်ပြောကြပါအောင် brother guys ကျွန်တော်ဆက်ရမယ်ကြာဘူးအေးပြန်ပြီဆက်လို့မရဘူးဘာလို့မရလဲဒီဘာမှလုံးလို့မရတော့ဘူးကွာဘာမှလုံးလို့မရတော့ဘူးမပြော reset ပြောလို့ဒီ clear တယ်ဆို normal one လို့ကြောက်ရောက်လို့ဒီမှာကျွန်တော် reset လို့ရတယ်ခိုင်တယ် brother ရေ one လို့အစနေကျွန်တော်ဆောင်းပြရတယ်ပေါ့နော်ဆိုတော့ဒီကနေပဲကျွန်တော်ကြောင်းတဲ့နေရာနေပဲကျွန်တော် brother လို့ဆိုပြပါမယ်ဆိုတော့စိတ်ဆိုးကြောက်လားမဆိုးမလားဆိုးမလားနော်ဆိုးမလားလို့စိတ်ဆိုးကြောက်လားကျွန်တော် water bag နဲ့ကြီးလေးချထားလိုက်တော့ကောင်းပြီမသေးအောင်လို့ပေါ့နော်ဆိုတော့မိုးလေးနေဆိုကျွန်တော်တက်နိုင်တယ်လို့မသေးအောင်ဆော့ပါတော့မယ်ဟုတ်တော့ခွာနိုင်ကြပါဆိုတော့တက်နိုင်တယ်လို့မသေးအောင်ဆော့ပါတော့မယ်ဒီဘက်တက်လို့တက်နိုင်တယ်လို့မသေးအောင်ဆော့ပါမယ်ဆိုတော့စိတ်မဆိုးကြဘူးဆိုးမလားလို့ดูมาวันแล้วကျွန်တော်စိတ်ဆိုးကြတယ်နော်ကျွန်တော်လက်ဆက်တာ brother မြင်နေတိုင်းပဲကျွန်တော်ဆက်လို့မရဖြစ်ဒီ map ဆော့နေတယ်ဆိုလို့ရှိရင်ကျွန်တော် Telegram ကောက်လာရကျွန်တော်အဲ့ map နဲ့အဲ့နေပါခါလေးကျွန်တော်ပို့ပြီးမယ်အဲ့မဟုတ်ပြည့်ချင်တယ်ပါအော်တိုးလေးငါမြင်ပါလားဒါလေးစစ်တာဒါလေးဒီယူနေဝက်ဟုတ်ပြီဘုဒ္ဓတာကျွေးရမကြည့်ပါတင်တိပါလားကျွန်တော် Widi Craft နဲ့မြန်မာ Craft တာရဲ့ဆန်ဟုတ်လားဘာရောကောင်းလို့ဆက်တာဘဝလေးကဘာကြီးပါဝါတရားလားဟုတ်ပါဘဝလေးကဘာကြီးရော F2 brother မြင်လိုက်လား F2 လို့ပြောလားဟုတ်ပါမြင်လိုက်ပြောပါဒါတော့ BB ဆက်ထွက်လာဘာလေးတဲ့အတိကျပြောပြပုံမှန်ချက်မှန်ပြီးတော့ဟေးတိုးရထွက်လာခိုင်မင်းတို့တော့နေရာချက်ပြရမယ်မင်းတို့တော့နေရာချက်ပြရမယ်ဆိုတော့ဒါတော့နေဆက်လို့ကျစလက်တည်တယ်လို့နော်ဒါပေမဲ့တူချောင်းတွေကလည်းနည်းလူတော့နောက်ပိုင်း ticket တွေပဲလို့ရှိတယ်ရတယ်စလက်တည်ချင်တာစလက်တည်ပဲလို့တော့စလက်နဲ့ဒီကောင်ကြီးကိုဘယ်နဲ့ထားဒီဘက်နားထားတယ်နော်ဟုတ်တယ်ဒီဘက်နားNot too bad.
အဲကျဒီနေ့ထားရမယ်ဘယ်နဲ့ထားမလဲချက်စီရဲ့နောက်မှာပဲထားရမယ်အဲ့လိုပဲထားနော်ချက်စီနောက်မှာပဲထားလိုက်အော်တီးတဲ့ဘလိုကြီးမှထားမယ်နော်ပဲကြောက်ကြောက်ဝါရမြင်ရလာလာဒီနောက်မှာလည်းသူချန်ခတ်တယ်နော်ညနေထက်ကျဲပြီးလိုက်မှသူနေတာဟိုပါလေဘလိုစီကြီးဟိုအတွက်ကျွန်တော်နေရာထားလိုက်မယ်ဟောဒါနဲ့ပြောတော့ဘိုင်းတော့ဝေးကျွန်တော်ဒီဗီဒီယိုကို April 21 ရက်နေ့မှာကြည့်နေတယ်ဒါမှမဟုတ် April 21ကျော်သွားလို့ရတယ်April 21မရောက်ဖြစ်ဆိုလည်းကိစ္စမရှိဘူးcomment ထဲမှာ Happy birthday Leon WB လို့ရေးခဲ့ပါဒါလို့ဆို April 21ရက်နေ့ကကျွန်တော်နဲ့ WB ရဲ့မွေးနေ့ပါHappy birthday Leon WB လို့ရေးခဲ့ပါဟောဒါနဲ့ကျွန်တော်ဒီပေါ့နော်ဟောပြပြီးလို့ရှိရင်ပြကျွန်တော်ဒီဗီဒီယိုတင်ပြီးရင်နည်းနည်းလေးတော့ပြောက်ရင်ပြောင်းမယ်ဘာလို့ဆိုတော့ကုလူ WB ရဲ့event တချို့လည်းရှိသေးလို့ပေါ့နော်ကျွန်တော်တို့ရဲ့တင်းမှာပါဆိုတော့ဗျာတင်းမှာပါဆိုရင်အခုမှရှိလို့ပါလို့မျိုးအရင်ရင်းနှီးမဟုတ်ဗျာတည်ရမလားသူခေါ်ထားတဲ့တင်းမှာပါလောက်ပဲဗျာကြတော့ event တွေနည်းနည်းလေးပြင်ဆင်ရည်လည်းရှိရပြီးတော့ IVB ကိုလူ WB ပေါ့နော် event တခုလုပ်ထားရှိရevent မှာလည်းကျွန်တော်ဝင်ပါထားလို့ပေါ့နော်brother တို့ကိုလူ WB ရဲ့ WB Craft Tea community ကိုမ join ရရင် join လိုက်ပါဦးတကယ်လို့မ join လို့ရှိရင်ကျွန်တော်ရဲ့description မှာကျွန်တော်ရဲ့ဟိုပေါ့နော်ဒီကျွန်တော်ရဲ့ဒီ Telegram account ကိုကျွန်တော်ရေးပေးထားပါမယ်ဒါမှမဟုတ်ရအဲ့လိုရေးပေးထားပါမယ်အဲ့ကြရင်ကျွန်တော်ကိုလူ WB ရဲ့ဟိုမှာပေးပါမယ်ပြီးတော့ April 21ရက်နေ့မတိုင်ခင်မှာကြည့်ရင်ဆိုရင်တော့ကိုလူကံကောင်းပါလေကိုလူ WB Craft ရဲ့ WB Craft Tea community တွေကို join ပြီးလို့ရှိရင်အဲ့ထဲမှာဖုန်းမိ9000တယောက်တစ်ထောင်giveaway ပေးနေပါလေကျွန်တော်ပေးနေရပါတော့ကျွန်တော်ရဲ့မွေးနေ့အတွက်ဆိုပြီးတော့ဗျာအဲ့ကြတော့ဒီချက်လာပြီးတော့ပြကြပါgiveaway လာပြီးတော့ရှိကြပါတော့ဒါပဲကျွန်တော်ဒီမှာဟိုလည်းလုပ်လို့ပြီးပြီဆိုတော့ဒီကောင်လေးတို့ channel လေးနည်းနည်းပို့လာလိုက်ပြုတ်ကြပါတော့ဒီကျွန်တော်လေးစနာကျညာလေးနည်းနည်းဝင်တာများတော့ကျညာဝင်ရမရှိတော့တည်ရမလားအေးတူပြုတ်ကြတော့ဟောတော့အေးချာပါ你也看着，怎么样吧？你看他丢家伙。哎，拍一路了，拍一路。我都没来，拍一路。你那里别别忘知道。你那个在位。找你的得他们搞一点这里，我不要让是是的要查了。这个事情，你那个费用啊，就有没有钱费用啊就把完了。我打不给他呀了，我打不给他不录下来了，那你那边安迪是呀 safe 这个地方，下来了，下来了呢 Oh my God! Wow! 我后面按摩的，就后面对你的按摩的，ကျွန်တော်ခုကဘာလို့မှလဲဆိုတော့ pickaxe လောက်ကမယ်ကျွန်တော်တရားရတော့ရှုပ်လို့ကျွန်တော် x မလုပ်လို့လက်နဲ့မတူလိုက်တော့ရှုပ်လို့ဆိုတော့အခုကတော့ pickaxe လုပ်ပါတော့နော်ဖြစ်နေပြီဘယ်လိုဖြစ်နေပြီလို့ပြောဟုတ်ကဲ့ဆိုတော့ pickaxe လုပ်မှာပေါ့နော်ဆိုတော့ pickaxe pickaxe လုံးနေဆိုတော့ကလည်း pickaxe လုံးလိုက်မယ်ပြီးရင်ကျွန်တော်ကဒီမှာခဏလေးဆိုတော့ဗျာဒီမှာခဏလေးဆိုတော့ကျူရထည့်တာ when pickaxe လောက်ပြကြပါရှိဗျာ stone လာမြေကြီးရဲ့ pickaxe လည်းနေတယ်ခိုးတွေလည်းလာဆိုမဆိုဟုတ်တယ်ကျွန်တော်အချိမှန်နေရနေရပြီးတော့ရင်ပေါ့နော်ဒီမှာခလုတ်တီလဲပါရတဲ့အချိမှန်နေရအချိမှန်နေလည်းရရင်ဘာလို့လဲဆိုတော့ Minecraft patch လားအဲ့ version တစ်ခုလေရ Minecraft patch version လားဘယ်လိုခေါ်ရလဲအဲ့ version ကျွန်တော်ဆော့နေတာပေါ့နော်အဲ့ဒါကြောင့်အချိမှန်နေတော့ပါရပါတယ် Java လို့မျိုးဖြစ်နေတာဗျာဒီအချိမှန်ပါတယ်အဲ့ဒါတော့ကျွန်တော်ငင်းယောက်ကကျွန်တော်အဲ့ဟောပါလေလူကျွန်တော်တခုခုလူလို့ပေါ့နော်တခုခုဆိုတည်ရမှာတခုလူလို့ပေါ့အဲ့ကြောင့်ပေါ့နော်
ဆိုတော့ကျွန်တော်ဒါလေးတူးလိုက်မှာပေါ့နော်အေး baby go no bye bye ဆိုကျွန်တော်ခဏနေပြန်လာခဲ့ပါမယ် hello I'm back bro ကျွန်တော်ဆက်တူမှာပေါ့နော်ဆိုတော့တသားရရသေးတယ်ဆိုတော့ဆက်ကြောမူကချုပ်တော့မခိုင်းရင်ကျွန်တော်တေသွားလိမ့်မယ်တေသွားလို့ရှိရင်ဘာဖြစ်သွားလဲအိုင်နေပြောက်သွားအကုန်ထည့်ကွာချုပ်လို့ဆိုတော့ဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲဆိုတော့ကြည့်ရှုပေးတဲ့သူတွေတယောက်ချင်းစီတိုင်းအောင်အားလုံးကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်နောက်ဗီဒီယိုမှာကြည့်လိုက်ကြပါမယ်ကျွန်တော်ဒီနေ့ဗီဒီယိုကနည်းနည်းမအားလို့ပေါ့နော်အဲဒါကြောင့်ဗီဒီယိုလေးကနည်းနည်းတူသွားပါတယ်ကျွန်တော်အစဒီ1ဘလော့ကိုလေးပို့ပါတယ်ဘယ်လိုပြောရမလဲဒီရင်းနဲ့ဒီ D1 D2 အဲ့လိုမှတ်ပြီးကျွန်တော်ဆော့မလို့ရဒါပေမဲ့ဒါကျွန်တော်ကဆော့ပြီးတော့ဝေါ်ဖြစ်သွားတဲ့အတွက်အားလုံးကိုတောင်းပန်ပါတယ်ဆိုတော့နောက်ဗီဒီယိုတွေကိုဘာလို့ရမလဲဆိုတော့လေနောက်ဗီဒီယိုတွေမှာကျွန်တော်ဘာဗီဒီယိုတွေထပ်လုပ်ရမလဲဆိုတော့လေပြပြလေးကြပါဦးကျွန်တော်ဒါပေမဲ့လေကျွန်တော်ဒီအခုတလောတော့ဗီဒီယိုမတင်ပြလောက်သေးဘူးကိုလူကြီးရဲ့ email တစ်ခုလည်းကျွန်တော်ပါတာရှိရဲဆိုတော့အဲ့ဒါကျွန်တော်လေးပြည့်ရအောင်မယ်ဆိုတော့အခုတလောတော့ဗီဒီယိုမတင်ပြလောက်ပါဘူးဆိုတော့ကြည့်ရှုပေးတဲ့သူတယောက်ချင်းစီရအောင်ကျေးဇူးတင်ပါတယ် channel လေးကို like subscribe လုပ်ဖို့လည်းမမေ့ပါနဲ့ဆိုတော့အားလုံးပဲ bye bye